Besa
ဒေဝရာပေါက်တူကဒီသာနောက်ကောင်တက်တန်းပြီရဟန်းသာမင်းများကိုရဟန်းများကိုမောင်တီလို့သာအလူကြီးပေးကအလှမရေးစင်အလူမကြီးရပြုံးချွေလို့သာတို့သမီးလေးကိုနာတာလို့အလူကြီးပေးနေတာဒီနေ့ရှိလူတကာကြီးရဲ့ကဲပို့လိုက်တာခန္ဓာတေဝမန္တကြီးကိုငေကတာတို့သားလေးကိုရှင်ပြူပေးလို့လူတကာတိုင်းပြည်လုံးချမ်းသာစေဗျာပြပရာတွေဝေးလို့ကွာသူတွေလည်းမတောင်းပဲပြေပါစေခမညာရွှေမိုးတွေရွာငွေမိုးတွေရွာဒီနေ့ရပြပမစားတိုင်းပြည်လုံးချမ်းသာစေဗျာပြပရာတွေဝေးလို့ကွာသူတွေလည်းမတောင်းလဲပြေပါစေခမညာအလောက်တိုင်းခွေလာနဲ့ပွင့်လန်းကြပါစေသိစုတွေမကြမကြပေါက်လို့တထေးကြီးဖြစ်ပါသည်အလောက်တိုင်းခွေလန်းတွေပွင့်လန်းကြပါစေသိစုတွေမကြမကြပေါက်လို့တထေးကြီးဖြစ်ပါသည်စံချတော်မေမိဘတော်ဝတ္တရားရှိသည်တိုင်းဒီကနေ့အောင်မြင်ပါပြီရှင်ပီတိပြောင်းတဲ့ချရဲ့မြဲ့ရဲ့တာတိပါစေခုနှစ်ပန်းပရိခေယဆောင်းလင်းစွာဖြင့်အပိစ္ဆာအမွေရှင်သာမဏေဖြစ်သူသာသနာပေါင်းတွင်သွတ်သွင်းချီးမြှောက်ကာလူတန်းတော်အလူတကာဖြစ်ပါတယ်အလူတော်မင်္ဂလာ၏နေ့ရက်ကတော့မြန်မာတို့၏ဩဟာကောဇာတက္ကရီ1389ခုနှစ်တကုလပိကျော်6ရက်18ရက်4လ2025ကြာသပတေးနေ့တွင်အလူတော်မင်္ဂလာပွဲ၏အဝင်နေ့နေ့နှစ်နာရီတွင်ရှင်နှုံးလက်လေပြီးတကာလမြန်မာတို့၏ဩဟာကောဇာတက္ကရီ1389ခုနှစ်တကုလပိကျော်9ရက်19ရက်4လ2025စနေနေ့တွင်တော့ယနေ့မှာဆိုရင်ဖြင့်အလူတော်မင်္ဂလာ၏အလူတော်မင်္ဂလာ၏ကျက်တည်းအလူကြီးပေးတဲ့နေ့ပဲဖြစ်ပါတယ်ခင်ဗျာမြာအမြာလူကြဘကုံတော်သာဓုသာဓု